ဒီနေရာလေးကတော့ထိုင်းနိုင်ငံရဲ့ top 10 list ထဲမှာပါတယ်ညစီလေးတစ်ခုကိုဆိုနီယာတို့မနေ့ကတော့ဖြည့်ခဲ့ရလေးပေါ့နော်။သွားချင်တယ်ဘလို့သွားမလဲဘာရီရှိလဲသိချင်ရင်ဆုံးထိလိုက်ခဲ့ပါ။ဒီညစီလေးမှာတော့အစားအသောက်တွေအဝတ်စားတွေအစုံရတဲ့နေရာလေးဖြစ်ပါတယ်။ဝယ်ထားတဲ့အစားအသောက်တွေကိုဒီနေရာလေးမှာထိုင်ပြီးတော့စားသောက်လို့ရပါတယ်။စားစရာပဲမဟုတ်ဘဲနဲ့ကစားစရာတွေလည်းအများကြီးရှိပါတယ်။အယုဒ္ဓနတ်ပြက်ကိန်းတို့ယထာတို့ချားတို့ရဟတ်တို့လည်းရှိပါတယ်နော်။ကိုရီးယားဖွဲ့ရတော့ကားကိန်းဆော့ချင်လို့ဆိုပြီးတော့ကလေးကလားဆက်ဆန်နဲ့ဝင်ပြီးတော့ကားကိန်းလေးဆော့ခဲ့ပါသေးတယ်။ဒီကိန်းလေးဆော့ဖို့အတွက်ကောင်တာမှာသွားပြီးတော့လက်မှတ်အရင်ဖြည့်ရပါတယ်နော်။လက်မှတ်က50 60အစားစားရှိပါတယ်။ရဟတ်တွေလည်းရှိပါတယ်နော်။ကလေးလူကြီးမရွေးဆော့လို့ရတဲ့ရဟတ်တွေပါ။ Halloween လာဖြစ်တဲ့အတွက်တိုင်ဟောင်းကြီးရှိမှတရေရုပ်တွေနဲ့ decoration လုပ်ထားတာတွေလည်းတွေ့ရပါတယ်နော်။အကယ်လို့သွားချင်တယ်ဆိုရင်အောက်မှာနေရာနာမည်လေးကို location ချပေးထားပါမယ်နော်ဒီနေရာလေးကအရင်က George Fair ခေါ်ပေးမယ်အခုကတော့နာမည်အသစ်လေးပြောင်းသွားပါပြီအပေါ်မှာမြင်နေတဲ့ PTS station ကနေဆင်းတာနဲ့ဒီဈေးကိုရောက်တော့မှာဖြစ်ပါရဲ့နော် PTS station ရဲ့နာမည်ကတော့ Hyatt Club Brown Exit 4မှာဆင်းတာနဲ့ဒီဈေးရောက်ပါပြီကိုရီးယားအဖွဲ့လည်းရေခဲချောင်းစားပြီးတော့အချိုရည်လေးတောက်ပြီးတော့ပြန်လာခဲ့ပါတယ် Bye bye everyone